အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့သူတို့လိုက်ကာပေါ့နော်လိုက်ကာပန်းခရီးပုံလေးပြမှာဖြစ်ပါတယ်ပထမဦးဆုံးသူကန်ကန်နင်းပြီးလို့ရှိရင်ပေါ့နော်သူတို့အနေထားလေးရလာမယ်နည်းနည်းတက်တောင်လေးပေါ့နော်ဒီမှာဘယ်လိုမျိုးမှတ်ရလဲဆိုလို့ရှိရင်သူကကျတော့နှစ်ခုအကွာဝေးကို3လက်မစီတော့ရမှာဖြစ်ပါတယ်ဒီပေါ့နော်ဒီပန်းပွင့်အသက်ကကျတော့6လက်မပေါ့နော်ဟိုဘက်6လက်မဒီဘက်6လက်မနဲ့အလေးမှာ3လက်မအဲ့လိုချရမှာဖြစ်ပါတယ်အရင်ဦးဆုံးချရမှာပေါ့နော်အဲ့ဒီချတာကကျတော့အလားဘက်မှာချရမှာပေါ့နော်မလားဘက်မှာမချရပါဘူးအလားဘက်မှာချရမှာဖြစ်ပါတယ်ချပြီးတော့မှတကြောင်ပေါ့နော်ဆက်တကြောင်ပေါက်ရမယ်ဒီနေရာလေးမှာဆက်တကြောင်ပေါက်မယ်ဒီလိုအနေထားလေးပေါ့နော်ဒီလိုအနေထားလေးရလာပြီဆိုလို့ရှိရင်သူကခောက်ပွင့်ရတက်ပြင်ရမယ်ပေါ့နော်ခောက်ပွင့်ရတက်အရင်ဦးဆုံးအချစ်တီးလိုက်မယ်အချစ်တီးပြီးပြီဆိုလို့ရှိရင်ဒီမှာစခောက်မယ်နော်ဒီမှာလေးတေချာလေးကြည့်ပြီးနော်တကယ်ကအရန်လွယ်တယ်ဒီပုံစံလေးကလေဟိုမျက်စိနဲ့ကြည့်လို့ရှင်းတာရှုပ်တလို့ပုံစံဖြစ်နေရပါတော့တကယ်ကလွယ်လေးပဲဒီလိုကိုဟိုဘက်ဒီဘက်ဆက်နင်းထားတဲ့အရာလေးအတိုင်းပဲပေါ့နော်ဒီလိုလေးဘယ်လိုပြောရမလဲ3ချိုးလေးပေါ့နော်3ချိုးညီညာလေးချိုးလိုက်ရင်ရပြီသူကအဲ့ဒီမှာနော်3ချိုးလေးအဲ့လိုလေးချိုးပြီးပါအဲ့လိုချိုးပြီးလို့ရှိရင်အဲ့နဲ့တုပ်မယ်ပေါ့နော်အဲ့နဲ့တုပ်တဲ့အခါမှာသူအဲ့ဒီကန်နေရာနေပေါ့နော်အဲ့ဒီနေရာအောက်နာနည်းနည်းလေးမှာပိတ်စာပြော့တယ်အဲ့ဒီပြော့တဲ့နေရာလေးမှာသူကအချစ်တော့ရမှာဖြစ်ပါတယ်အဲ့လိုကန်နင်းထားတဲ့နေရာမှာကျတော့ပေါ့နော်နည်းနည်းလေးဘယ်လိုပြောရမလဲတုပ်ရတာတိတ်အဆင်မပြေဘူးပေါ့နော်သူကအရင်မာလို့တုပ်ရတာတိတ်အဆင်မပြေလို့ပါအချီကိုပေါ့နော်လေးပင်ကင်နိုင်လို့ရှိရင်ပို့ပြီးမှအဆင်ပြေတယ်နှစ်ပင်မဲ့ကျတော့လေဟိုပြုတ်ထပ်သွားမှဆိုလို့အားရကြမှုပါအဲ့ဒီအောက်နာလေးပြီးတာနဲ့ပေါ့နော်ဒီအပေါ်နာလေးလေးဒီပုံစံနဲ့တုံးရမှာဖြစ်ပါတယ်သူကကျတော့3ချိုးထားတယ်မလားအဲ့ဒီ3ချိုးထားတဲ့အခါမှာတို့အချစ်ကင်တာလေပေါ့နော်3နေရာတုပ်ပြရမှာဖြစ်ပါတယ်ပထမတစ်နေရာတုပ်မယ်ဒုတိယတစ်နေရာတုပ်မယ်အဲ့လိုအားလုံးတုပ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီတို့ခောက်ထားတဲ့အညီအမျှ3ပုံစလုံးပေါ့နော်3ပုံစလုံးသူကယူပြီးမှသစုတစီတဲ့ယူပြီးမှဒီပုံစံလေးတုပ်ပြရမှာဖြစ်ပါတယ်ဒီလိုလေးပေါ့နော်အဲ့လိုရှေ့ပိုင်းလေးပြီးတဲ့အခါမှာကျတော့ပေါ့နော်အဲ့ဒီအနောက်ကတန်ခွေးလေးတွားချိတ်မှာဖြစ်ပါတယ်အဲ့ဒီတန်ခွေးချိတ်တဲ့အခါမှာပေါ့နော်ဟိုတချို့ကြတော့လေဟိုပိတ်ဖြူလေးတွေပါလေးတွေထည့်တယ်ပေါ့နော်ဒါပေမဲ့ဒီခရီးပုံစံလေးကထည့်ဆရာမလို့ဘူးသူကအောက်နာလေးမှာအပေါက်သေးလေးလွတ်နေတယ်ပေါ့နော်အဲ့ဒီလွတ်နေတဲ့နားလေးမှာဒီလိုတန်ခွေးလေးတွေထည့်ပြီးမှကိုကြိုက်တဲ့နေရာမှာတွားပြီးမှချိတ်လိုက်ရင်ရပါပြီဒီပုံစံလေးဖြစ်ပါတယ်ဒါကတော့လမ်းကြုံလို့ပေါ့နော်လမ်းကြုံနာရဲ့စိတ်ပူပေါက်တာရဲ့ပြလိုက်တာဖြစ်ပါတယ်ရှင်โอเคအားလုံးပဲ good luck ပါ bye bye